ဆိုဗျာရှင်းရှင်းလေးဟောတာတစုံတစ်ခုဖြစ်ချင်တယ်ဆိုလို့ရှိရင်ဆူတောင်းမနေနဲ့ဆူတောင်းနေလို့ဘာမှမရဘူးမြစ်တစ်ဖက်ကမှရက်ပြီးဟိုဘက်ကန်းကိုရောက်ချင်သလားငါဟိုဘက်ကန်းကိုရောက်ပြရစေလို့မင်းဆူတောင်းနေတနေ့ကုန်ထိုင်ဆူတောင်းဟိုဘက်ကမရောက်ဘူးလေးရှာသင်္ဘောရှာဟိုဘက်ကန်းခုဘာမှမပိုင်လက်ပြကူဒါပဲရှိတယ်အဲ့ဒါရောက်တော့မှသိချင်ထိုအနေထားမျိုးကိုရောက်စေတတ်တဲ့လမ်းကြောင်းအတိုင်းဆောင်ရွက်ပါလို့ဒါဆိုဗျာအဲ့ဒီလိုလက်တွေ့ကြကြလုပ်ရမယ်ဆိုတာလေးဆုံးမတာနော်